အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ကျွန်တော်ပြီးခဲ့တဲ့အပတ်တွေကပြောခဲ့တဲ့ Land Podcast ရဲ့နောက်ဆုံး episode ဖြစ်ပါတယ်အဲ့တော့ဒီအပိုင်းထိဆက်ပြီးတော့နားထောင်ဖြစ်နေသေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်တကယ်တော့ဒီ Land Podcast ကိုကျွန်တော်ပြောဖို့စဉ်းစားတာတော်တော်လေးကြာပြီဆိုတာအဲ့လိုနှစ်နဲ့တောင်ချီမဲ့တင်တယ်အဲ့တော့တစ်ချိန်ချိန်တော့ကျွန်တော်ဒီကိစ္စမျိုးတော့ podcast အနေနဲ့ပြောမယ်ဒါမှမဟုတ်ရင်လည်းစာရေးရင်လည်းရေးမယ်ပေါ့နော်ဒီလိုမျိုးစဉ်းစားတာဆိုတော့အဲ့ဒါနှစ်နဲ့ချီကြာနေပြီကျွန်တော်စာရေးရင်ကောင်းမလား podcast လုပ်ရင်ကောင်းမလားမသိဘူးဖြစ်မှာပေါ့နော်အဲ့တော့အခုတော့podcast လုပ်ဖြစ်သွားတယ်ဒီ podcast ကတကယ်တမ်းပြောရင် motivation ပေးတဲ့ podcast မဟုတ်ဘူးကျွန်တော်အဲ့လို motivational speaker တွေပြောသလိုမျိုးခင်ဗျားအလုံးမရှိရင်ဟိုဟာလေးတော့လှုပ်လိုက်ပါဒီဟာလေးတော့လှုပ်လိုက်ပါဆိုတော့အကြောင်းအရာမျိုးဖြစ်မှာကိုတော်တော်လေးစိုးရိမ်တယ်အဲ့တော့ဒါကိုလည်းဒီမှာတခါတည်းအသိပေးတယ်ဒါပေမဲ့ဘာလို့ရှိလဲဆိုလို့ရှိရင်ကျွန်တော်တို့တဦးတယောက်ချင်းစီမှာကြုံရတဲ့အတွေ့အကြုံကျွန်တော်တို့တဦးချင်းစီမှာရှိတဲ့ကိုယ်ပိုင်အရေးချင်းကျွန်တော်တို့လာတဲ့နောက်ခံအကြောင်းအရာအခြေအနေတစ်ခုချင်းစီမှာမူတည်ပြီးတော့ဘယ်လိုဖြည့်ရှင်းရင်ကောင်းမလဲဆိုတော့စဉ်းစားချက်မျိုးကိုယ်တိုင်စဉ်းစားလို့ရနိုင်တဲ့အခြေအနေမျိုးဖြစ်အောင်ပဲကျွန်တော်ဒီ podcast ကိုလုပ်တာပါအဲ့တော့ဒါကြောင့်မလို့ဒီ podcast တစ်ခုလုံးမှာကျွန်တော်ကြုံခဲ့တဲ့ဖြစ်ခဲ့တဲ့အခြေအနေတချို့ဒီမှာပြောတယ်ပြီးတော့ကိုပြန်ဆင်ပြေအောင်ဘာဆက်လုပ်လဲဆိုတော့ကိစ္စတချို့ပြန်ပြီးတော့ဝေမျှတယ်အဲ့ဒီပုံစံမျိုးပဲဒီ podcast ကိုနားထောင်နေတဲ့တယောက်ချင်းစီမှာဖြည့်ရှင်းနိုင်တဲ့နီလန်းတွေစဉ်းစားနိုင်တဲ့နီလန်းတွေဖြည့်ရှင်းပုံဖြည့်ရှင်းနည်းတွေအများကြီးရှိတယ်နောက်တစ်ခုကတော့ကျွန်တော်တို့အခုလုပ်နေတဲ့ professional field တွေကလူတွေနဲ့ပတ်သက်တဲ့ဟာပေါ့လေနော်ဆိုတော့တကယ်တမ်းကဒီ journalist တွေ media field တွေကလူတွေအများစုကျွန်တော်တို့အများအားပြောနေကြကိစ္စတစ်ခုရှိတယ်အဲ့ဒါဘာလဲဆိုလို့ရှိရင်ငါတို့ကဒီလောက်ကလွယ်ပြီးဘာမှမလုပ်တတ်ဘူးဆိုတဲ့ကိစ္စပဲတကယ်လဲကျွန်တော်တို့ဒီ media အလုပ်တွေကနေmedia field တွေကနေတခြားတနေရာရောက်သွားတယ်တခြား field တစ်ခုခုစီးပွားရေးပုံစံတစ်ခုခုမှာတွားလောက်အောင်ဆိုတဲ့ကိစ္စမျိုးစဉ်းစားလို့ရှိရင်အဖြေရှိမနေဘူးမင်းကဘာလုပ်မှာလဲပေါ့သိမလားစီးပွားရေးလုပ်မှာဒါမှမဟုတ်အင်ဂျင်နီယာပွဲစားလုပ်မှာကားပွဲစားလုပ်မှာဒါမှမဟုတ်လည်းကြားရတယ်မသိဘူးနော်တချို့ကတော့လည်းအဲ့လိုစီးပွားရေးအမြင်တွေပါရှိပြီးတော့လုပ်တတ်တဲ့လူတွေအဆင်ပြေသွားတဲ့လူတွေလည်းရှိတယ်ဒါပေမဲ့အများစုကတော့ဒီထဲမှာပဲတဝဲလဲဖြစ်နေတာအဲ့တော့ဒီ media professional ဆိုတဲ့ဟာကပြည်တွင်းမှာတော်တော်လေးပို့ပြီးတော့အခြေအနေဆိုးတယ်ဒီတိုင်းပြည်အခြေအနေပေါ်မူတည်ပြီးတော့မှသိရမလားလောက်ရကန်ရတဲ့ကိစ္စတွေကပြည်တွင်းမှာပဲပြည်ပမှာပဲဖြစ်ဖြစ်အဲ့ဒါတော်တော်လေးခက်တယ်ဆိုလိုချင်တဲ့သဘောကအလောက်ကန်အာမခံချက်အတွက်ဘာမှပုံသေးရှိမနေဘူးဘယ်တော့ဘာဖြစ်မလဲဆိုတာကျွန်တော်တို့မသိနိုင်အဲ့တော့ဒီနေ့ပိုင်းတွေကိုပြန်ကြည့်လိုက်လို့ရှိရင်ကျွန်တော်တို့ free ထဲမှာလည်းအဲ့ဒီရိုက်ခတ်မှုကတော်တော်ကြီးတယ်ပြီးခဲ့တဲ့ဒီ2021နောက်ပိုင်းကစပြီးတော့အလုံးမရှိတော့တဲ့လူတွေတို့နော်အလုပ်တစ်ခုဝင်ပြီးသွားလို့ရှိရင်ပြန်ထွက်ရတဲ့လူတွေနောက်ပြီးသွားရင်လစာပုံမှန်မရတဲ့လူတွေနောက်ပြီးတော့ဒီအလုပ်တစ်ခုနဲ့တစ်ခုအကူပြောင်းများတဲ့လူတွေအများကြီးပေါ့လေနော်အဲ့တော့ကျွန်တော်အခုပြောနေတဲ့ podcast နဲ့ပြန်ချိတ်ရလို့ရှိရင်တော့ဒီကာလတစ်လျှောက်လုံးကကျွန်တော်တို့အလုပ်တွေပြုတ်နေအောင်မယ်ပြီးတော့အလုပ်လက်မဲ့ဖြစ်မဲ့အချိန်တွေရှိနေအောင်မယ်လစာဝင်ငွေနဲ့ပတ်သက်ပြီးတော့ပုံမှန်မရှိတာမျိုးဖြစ်နေအောင်မယ်အကုန်လုံးချုပ်ပြောရလို့ရှိရင်တော့အလုံးမရှိတဲ့ပြဿနာတွေကြုံနေအောင်မယ်အဲ့တော့ကျွန်တော် podcast ကိုဒီဒုတိယပိုင်းလောက်ထိနားထောင်ပြီးတဲ့အချိန်မှာတချို့လဲစဉ်းစားပြစ်လိုက်မယ်သိရမလားโอเคဒါဒီပြဿနာတွေပြီးသွားရင်တော့သူအဆင်ပြေသွားတဲ့အကြောင်းတွေဘယ်လိုမျိုးပြန်ပြီးတော့အလုပ်တွေလဲပတ်သွားတယ်ဘယ်လိုမျိုးပုံမှန်ပြန်ဖြစ်သွားတယ်ဆိုတဲ့အကြောင်းတွေပြောတော့မှာပဲဆိုတာမျိုးစဉ်းစားရင်စဉ်းစားလိုက်မယ်အဲ့တော့ဒီ podcast အဲ့ဒီကိစ္စမဟုတ်ကျွန်တော်ဘယ်လောက်ပြန်အဆင်ပြေသွားတယ်ကျွန်တော်ဘယ်လောက်ထိအလုပ်တွေကောင်းသွားတယ်ဆိုတဲ့ကိစ္စမဟုတ်ပြီးတော့အဲ့လိုမျိုးပုံမှန်ပြန်ဖြစ်သွားတယ်ဆိုတဲ့ကိစ္စလည်းမဟုတ်
အဲ့တော့ပြောရရင်ကျွန်တော်ပြီးခဲ့တဲ့6နှစ်ကကြုံခဲ့တယ်လို့မျိုးပဲဒီ3-5နှစ်အတွင်းမှာလဲကျွန်တော်တို့အဲ့ပြဿနာတွေကြုံနေရအဓိကတော့ကျွန်တော်ပေါ့လေနော်ကျွန်တော်လည်းအဲ့ပြဿနာတွေကြုံနေရတယ်အဲ့ဒါကအခုတော့မောင်နေလင်းတော့ပြန်ပြီးအဆင်ပြေသွားပြီမိုက်နေပြီဆိုတဲ့ကိစ္စမဟုတ်အခုလက်ရှိထိလည်းဒီလိုအခြေအနေမျိုးကျွန်တော်တို့ကြုံနေရတာပဲနော်ဒါပေမဲ့ကျွန်တော်အဲ့ဒီပြီးခဲ့တဲ့6နှစ်ကဖြစ်ခဲ့တဲ့ကိစ္စတွေအကုန်လုံးကြုံပြီးသွားတဲ့အခါမှာကျွန်တော်ဘာလို့မကြောက်တော့ဘူးလဲဆိုလို့ရှိရင်ကျွန်တော်အလုံးမရှိမှမကြောက်တော့ကျွန်တော်အလုပ်တစ်ခုနဲ့တစ်ခုကိုအကူအပြောင်းအခုံပေါက်လုပ်နေရမှာမကြောက်တော့ကျွန်တော်ကြောက်တဲ့ကိစ္စတစ်ခုရှိရဲအဲ့ဒါဘာလဲဆိုလို့ရှိရင်ဘာမှမလုပ်ပဲရက်နေမဲ့ကိစ္စကိုပဲကျွန်တော်ကြောက်တာဆိုလိုချင်တာကအလုပ်တစ်ခုခုအစင်မပြေဖြစ်တိုင်းမှာလုံးဝစိတ်ညစ်ပြီးတော့ဘာမှမလုပ်ချင်မကင်ချင်နဲ့လားနဲ့ချီပြီးနှစ်နဲ့ချီပြီးထိုးရက်လိုက်မဲ့ကိစ္စကိုပဲကျွန်တော်ကြောက်တာအဲ့တော့အဲ့ဒါကြီးဖြစ်ပြီးတဲ့နောက်ပိုင်းကျွန်တော်ကောင်းတယ်ဘာအသိရှိလဲဆိုလို့ရှိရင်ခုနေ့ကပြောခဲ့သလိုပဲကျွန်တော်အလုံးမရှိမှာကိုမကြောက်ဘူးတခုခုလုံးမနေတော့မှာကိုပဲကျွန်တော်ကြောက်တာတချို့ကပြောကြတယ်အလုံးမရှိလို့ရှိရင်ကိုဝါသနာပါရလေးတွေတခုခုလုံးနေပေါ့ဒါမှမဟုတ်လို့ရှိရင်လည်းအားကစားလုံးရင်လုံးပေါ့ဒါမှမဟုတ်လို့ရှိရင်ကိုပြောမဲ့ဒီစိတ်ထွက်ပေါက်တခုခုပေးလိုက်ပေါ့ဆိုတဲ့ဟာမျိုးတကယ်တော့ကျွန်တော်အဲ့ဒါကြီးကိုတိတ်ပြီးတော့အဲ့လောက်ကြီးဟိုမဖြစ်ဘူးသဘောမကျဘူးအဲ့ဒီဖြည့်ရှင်တွေကိုဘာဖြစ်လို့လဲဆိုတော့ဟုတ်တယ်ဝါသနာပါရီလှုပ်လို့ဆိုပြီးတော့အဲ့လိုတည်မလားတချင်းတွေရှောက်လို့ဟာတွေရှောက်လို့ပကြီးတွေဆွဲအဲ့ဒါတွေကကျွန်တော်တို့ရှေ့ဆက်သွားမဲ့ထပ်ပြီးတော့ရုံထွက်မဲ့ကိစ္စအတွက်ကိုအထောက်ပံ့တိတိလေးပဲဖြစ်တာအထောက်ပံ့တစ်ခုအနေနဲ့အသေးမွားတစ်ခုအနေနဲ့ပဲဖြစ်တာတကယ်တမ်းတော့ကျွန်တော်တို့လုပ်နေရမယ့်ကိစ္စဒါကျွန်တော်ယုံကြည်တာပေါ့လေနော်ကျွန်တော်တို့လုပ်နေရမယ်လုံးဝမရက်ပဲလုပ်ရမယ်ဆိုတဲ့ကိစ္စသည်ကိုလုပ်ခဲ့တဲ့ကိုလုပ်နေတဲ့ professional နဲ့ပတ်သက်တဲ့အလုပ်ထဲမှာပဲအခွင့်အလမ်းတွေပွင့်လာမဲ့ကိုတွန်းအားပေးနိုင်မဲ့ခွန်အားရနိုင်မဲ့ကိုပို့ပြီးတော့အရေးသွေးတွေထက်မြက်နေမဲ့ကိစ္စတွေကိုကျွန်တော်တို့ဆက်လုပ်နေဖို့ပဲလိုတာဆိုလိုချင်တာကအတတ်ပညာတစ်ခုခုထပ်ပြီးတော့လေ့လာလိုက်တာမျိုးပြီးသွားလို့ရှိရင်ဒီအလုပ်ပေါ်မှာပဲကျွန်တော်တို့ပတ်စံရမရလုပ်နေမဲ့အလုပ်တစ်ခုခုမျိုးအဓိကတော့ကိုခိုင်းနေမဲ့အလုပ်တစ်ခုခုမျိုးဆက်လုပ်နေနိုင်တယ်ပြီးတော့လူကြီးတွေအများကြီးပြောသလိုပါပဲဓာတ်သွေးနေသလိုပဲသွေးနေရမယ်ဆိုတဲ့ကိစ္စမျိုးအဲ့တော့အဲ့ဒါကြီးလောက်တာကနောက်အလုပ်တစ်ခုအတွက်ဘာတွေပြင်ဆင်နေเนาะနောက်ထပ်အလုပ်ရှာတယ်မရှာဘူးဘယ်အလုပ်တွေတော့လိုက်ကြည့်နေတယ်ဆိုတဲ့ကိစ္စမဟုတ်ဘူးဒါတွေလုပ်နေတာကကျွန်တော်တို့ကိုမရက်သွားဖို့အတွက်ကျွန်တော်တို့ကိုမရက်သွားဖို့အတွက်ကိုယ်စိတ်ရောခန္ဓာရောကိုတွန်းအားပေးနေတဲ့ကိစ္စလိုပဲကျွန်တော်နားလဲအဲ့တော့ကျွန်တော် podcast ရဲ့ရွေချက်တွေကနောက်ဆုံးတစ်ချက်တည်းကိုပြန်ချုပ်သွားလို့ရှိရင်အလုံးမရှိမအောင်မကြောက်နဲ့အလုံးတစ်ခုခုမလုပ်နေတော့တာကိုပဲကျွန်တော်တို့ကြောက်ရမယ်လို့နားလဲပါတယ်I'm changing who I am. I'm making a new plan, rearranging my life, and I won't look back ever again. Yeah, and you ain't see me activated. You better hope that you never see me agitated. I think about my actions, plan them out, evaluated. That's how I end up on the top, man. I'm calculated. My mind's a weapon, my body is the engine. I'm never second guessing, I just do